သူကြုံမခံမိရိုက်မယ်ဆိုတကယ်ချင်းတွေကကျွန်တော်စမင်းတို့ကွာမင်းတို့ဗမာရုပ်ရှင်ကားတွေကြည့်လိုက်မင်းကခွေးလောက်ပဲရှိတယ်ပို့ပြောတော့ဗျာခွေးလောက်တော့မကပါဘူးမင်းတော်တော်ကြီးတာပေါ့ဟုတ်တယ်မလားတော်တော်ကြီးလေးတော့ကျွန်တော်တို့ရိုက်တာပေါ့ဒါပေမဲ့အဲ့လောက်ပြောကျွန်တော်လည်းမခံချင်ငါရှာမယ်မင်းကိုရှာမယ်ငါပက်ဆန်လည်းမဟုတ်မိထားပက်ဆန်တနိုင်ငံလုံးကျွန်တော်လှည့်ရှာတာအဲ့တော့တနိုင်ငံလုံးလှည့်ရှာတာပခုတ်ကူမြစ်ချေမြင်းကြံမိထီလာအကုန်မြင်းရှိရဆိုတဲ့နေအကုန်ရောက်တာမြင်းအကောင်100မရမြင်းကောင်းကောင်းအကောင်100စုလို့မရဘူးမြန်မာနိုင်ငံမှာရုံမှာကျွန်တော်လှည့်ရှာပြီးသားအဲ့ဒီမှာတည်င်းရဘာရလဲဆိုတော့ကျွန်တော်တို့ဘတ်ထူမှာမြင်းတက်ရှိတယ်တဲ့အဲ့ဒီမြင်းတက်မှာအကောင်900လောက်ရှိတယ်တည်င်းရတော့ကျွန်တော်သွားမယ်ဟုတ်ပြီဒီလိုဆိုရင်ဘိုးသူရင်းဘိုးကျော်ကောင်းဘုံမင်းတင်အကုန်လုံးငါတပည့်တွေအကုန်လုံးမြင်းကောင်းကောင်းစီရအောင်ငါသွားမယ်ဆိုပြီးတော့သွားဖို့ပြင်ဆင်နေတော့ကြော်ရအောင်နဲ့လွင်မိုးနဲ့အိမ်ရောက်လာလေးလေးဆိုသွားမယ်လို့ကြားတယ်တဲ့ဟုတ်လားတဲ့အေးဟုတ်တယ်ကွာကျွန်တော်ကတော့အနဲ့အောင်စီးကျင်တယ်တော့တဲ့မြင်းအနဲ့အောင်လွင်မိုးကတော့ तू အုံးကုန်ရောင်ဟာဟိုတင်းကမုန်းစီကြောပဲမမသိသေးဟာရမယ်ကိုလည်းတက်ကြွနာဟိုမင်းရစီမယ်900တောင်ရှိတာမင်းရွေးရောကွာ900ရှိတယ်မြင်းနေအောင်နဲတော့မမြင်းနေညာပြီဒါပေမဲ့ကျွန်တော်ကြည့်တယ်စိတ်ထဲမှာတမျိုးဖြစ်မြည်ကြည့်ရတာတမျိုးပဲဘာချိုးမကြမှာမသိဘူးနောက်မှကျွန်တော်တွေ့သွားတယ်နေရွယ်ကြီးတွေရှည်နေသွားမြင်းကြီးကနေရွယ်ကြီးတွေရှည်နေဒါနဲ့အဲ့ဒီကဟိုအရာငဘိုးကြီးတယောက်မေးတာဆက်ရဘာလို့မြင်းနေနေရွယ်ရှည်နေဟာဆရာအဲ့ဒါလားလေဆရာရဲ့လားပေါ်တယ်မြင်းမို့15ကောင်မရခဲ့အဲ့ဒီကရွေးထုတ်တယ်မှာ15ကောင်မရကျန်တာလားရွယ်ရန်ကုန်ပြန်ရောက်တော့ဟိုကောင်2ကောင်ရောက်လာဒီဆိုဘယ်လိုလဲရပြီလားတဲ့အနဲ့တော့အတဲ့နဲ့ဟိုအုံမုံရောင်နဲ့အေးမင်းတို့စီးကျင်တော့မြင်းတော့မရှိဘူးဟုတ်လေလူကစိတ်ညစ်ရတယ်တဲ့လာပြီးတော့အုံမုံရောင်နေအနဲ့ရောင်နေလာလဲမြင်းပြောပါတယ်အဲ့တော့ဗျာကဲဒါနဲ့ခုနဒီမြင်းပေါ့နော်ဒီမြင်းကနေဒုက္ခပြီးတော့ရန်အောင်လဲဒါကိုမထိုးနိုင်ဘူးကျွန်တော်လည်းမထိုးနိုင်နော်မထိုးနိုင်တော့သူ့စာအုပ်ထဲတော့တန်းနေတာဗျာဟုတ်တာဗျာမြင်းမော်ကြံစစ်သားထိုးလိုက်တယ်ဒါလေးကိုမှားပြီးတော့သူကြည့်လိုက်တယ်ပါလာသေးရနော်ပါရကြည့်လိုက်တယ်ဒါတွေကိုဗျာကျွန်တော်မှကြတော့ထိကုန်မထိတာထိုးလို့ကုန်မရအောင်ကျွန်တော်သူ့ကိုထိုးခိုင်းနေတာဒီကောင်ချက်တစ်ထောင်ထိုးတော့မှတစ်ချက်ထိမှမဟုတ်ဘူးချီဦးညိုနော်ချီဦးညိုကိုမြင်းမော်နဲ့ထိုးခိုင်းနေတာကျွန်တော်ပန်းထိုးစမ်းကွာမြင်းနော်အကြီးတောင်ပေးနေပန်းကိုအကြီးပေးကြာခွက်လို့မရဟာကြောင်ပေးရမထိုးစမ်းမှာဟုတ်တယ်ရမလားလို့တော့မြင်းကဖင်မမငြိမ်တာဟုတ်တယ်ဟာကဲဒါနဲ့ဘယ်လိုလုပ်ရလဲဆိုတော့ရုပ်ရှင်သဘောရညာရတာဗောဟုတ်တယ်မလားဘယ်လိုညာလဲဆိုခုနကလည်းပဲကင်မရာကိုအောက်ကထားကြံစစ်သားလုပ်တဲ့ဟိုတင်းကိုရအောင်ကိုအောက်ကနေကင်မရာအောက်အမြင်နဲ့အလွတ်ပေါ့မြေကြီးအလွတ်ပေါ့လှန်ကတော့ကင်မရာနားမှာကပ်ပြီးတော့ထွက်သွားလိမ့်မယ်သို့တော့ပန်းနဲ့တော့မဆိုင်တော့ဘူးလှန်ကလွန်သွားမှာပေါ့အဲ့ဒါလေးတစ်ချက်ရတယ်နောက်တစ်ချက်ကျတော့ဒီအပေါ်စီးကနေပြီးတော့ကင်မရာပေါ်စီးကနေပြီးတော့မြေကြီးကပန်းလေးကိုရိုက်ထားတယ်အဲ့ဒါကိုလှန်လေးကနေဝင်စိုက်သွားတယ်အဲ့ဒါကျတော့ထိတာပေါ့ကတ်ထိုးတာဟုတ်ထိသွားတယ်ထိပြီးတော့အဲ့မှာကြာစသားအဲ့လိုထိပြီးတော့လှန်လေးကိုဆွဲလိုက်တယ်ပန်းမုံကကြံရင်စကဝါပန်းများပလန်နဲ့ထိုးတော့ဘယ်လိုလုပ်ပြီးဒီကောင်ကတ်ပြီးတော့ပါလာမလဲဗျဟုတ်တယ်မလားထိုးလိုက်တယ်မားလိုက်တယ်ပန်းကကြံရတယ်လှန်ကြီးပဲကြံတာဟာကဲဗျာခင်ဗျားတို့စလုံးကရေးတာ तू ကတော့လွယ်လွယ်လေးပဲတွေ့ရမလားကျန်စစ်သားကြီးထိုးလိုက်သည်နောက်ပန်းလေးကိုမဆွဲမလိုက်ပြီးတော့ပေါင်းညာโอเคပဲကျွန်တော်မှဒုက္ခတွေရောက်နေပြီလို့ရတာနော်အဲ့ဒီမှာဘယ်လိုလုပ်ရလဲဆိုတော့တခါပြန်ညာပြန်ရောဘယ်လိုညာလဲဆိုတော့ဒီတခါတော့လှန်မှာကတ်ပြီးတော့ပန်းလေးကိုကတ်ပြီးတော့ဆယ်လိုတိတ်နဲ့ကတ်တော့လိုက်ပါလာတာပေါ့ဆယ်လိုတိတ်ကကတ်တာအဲ့ဒီပါလာဆိုတော့ပြောသလိုပေါ့ဗျာပလတ်စတစ်တွေရေဘူးကုန်တွေဘာတွေရှိရဲဆိုတော့ကျွန်တော်လိုက်ကောက်ရတယ်နော်အကယ်ဒမီဒါရိုက်တာဆိုပြီးတော့တိတ်အိုင်တင်ခန်းနေလို့မရဘူးရိုက်ကွင်းထဲမှာစက်ကူစုပ်တွေပလတ်စတစ်စုပ်တွေရှိကိုကတော့ကောက်ရတယ်